ရုပ်စင်ကချောလာတယ်တို့ရမှမနီနဲ့ကွယ်မြို့ဘူသာမောင်ဖို့မေသမီးစားစကားလာမပြောနဲ့တော်သူများပါထင်နေယူသေးစွာလင်ဝေးတရားကိုအများကြီးသိတတ်တယ်သဘောစိတ်ကော